ဘတ်စကားအိုလေးနဲ့အိမ်မက်တွေနောက်လိုက်ခဲ့ပြီးအညာဒရာစာတင်ကျောင်းလေးကနေဟီးရိုးဖြစ်လာတဲ့ထိုင်းလူငယ်ဘောလုံးအသင်းဒီလူငယ်ညာဒရာကျောင်းသားဘောလုံးအသင်းလေးကိုပရိသတ်ထောင်တောင်းချီပြီးကွင်းထဲလာအားပေးနေခဲ့ကြပါတယ်သူတို့နာမည်ကျော်ဘောလုံးအသင်းမဟုတ်ပါဘူးပရိသတ်တိကစားမတွေလည်းမပါပါဘူးထို့တူပဲဒီပြိုင်ပွဲကလည်းစီးကိန်းဘောလုံးပွဲမဟုတ်သလို U20 ကမ္ဘာဖလားပွဲလည်းမဟုတ်ပါဘူးထိုင်းနိုင်ငံအခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲရဲ့ဘောလုံးပွဲပါလောက်အားပေးတဲ့ပရိသတ်တွေများလုံးလို့ထိုင်းကိုမလောက်တဲ့အတွက်ကွင်းထဲဆင်းကြရတဲ့အထိပါပဲဒါနာမည်ကျော်ဘောလုံးအသင်းကိုလာပြီးတော့အားပေးတာမဟုတ်ပါဘူးတကယ်ကြီးရွာဇနပုတ်ကမထေမရှားအသင်းကိုလာပြီးတော့အားပေးတာဖြစ်ပါတယ်ဒီညာဒရာအသင်းကဖိုင်နယ်စီရုပ်ရှင်ဆန်ဆန်မော်ဝင်သွားနဲ့တက်ရောက်လာခဲ့တယ်ဘောလုံးပွဲမှာထိုင်းလက်ဝဲစင်ကစားမတွေမွေးထုတ်ပေးနေအင်အားကြီးကျောင်းကြီးတစ်ကျောင်းနဲ့တွေ့ခဲ့ပါတယ်သူတို့ကဒီပြိုင်ပွဲကိုလာကစားဖို့ကားကောင်းတော့မရှိခဲ့ပါဘူးစပွန်ဆာလည်းမရှိခဲ့ပါဘူးဒိုင်နာကားအဆုပ်ကလေးကိုသူတို့ရဲ့ဆရာကိုယ်တိုင်ကားမောင်းပြီးတော့လိုက်ပို့ခဲ့ရတာပါဒီအသင်းကထိုင်းနိုင်ငံလုံးရဲ့ချစ်ချင်းမြတ်တာကိုရခဲ့ုံသာမကအိန္ဒိယမြန်မာနိုင်ငံပြည်သက်တွေရဲ့အသင်းနှလုံးမှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီအသင်းကတော့မွန်ထောင်းဝီတရာအသင်းပဲဖြစ်ပါတယ်မွန်ထောင်းဝီတရာထက်တန်းကျောင်းဟာထိုင်းနိုင်ငံရှိပိုင်းချောင်းဆောင်ခရိုင်ကဖြစ်ပါတယ်စာတင်ကျောင်းမှာကျောင်းသားဥယျာဉ်900ကျော်လေးပဲရှိပြီးတော့ဘောလုံးမှာထူးချွန်တဲ့ကျောင်းလည်းမဟုတ်ခဲ့ပါဘူးစာတင်ကျောင်းငယ်လေးဖြစ်တဲ့အတွက်ဘောလုံးအားကစားတွေအခြေခံလိုအပ်ချက်တောင်မရှိချပါဘူးခင်မီစက်ကရီယာဆိုဝေလာဝေးပါကန်ဆာကွင်းလည်းမရှိပါဘူးခုပြိုင်ပွဲဝင်တာတော့မှစာတင်ကျောင်းကတခုတည်းသောကားဖြစ်တဲ့ကျောင်းကားအဆုပ်လေးနဲ့သွားခဲ့တာပါကျောင်းကားမောင်းပြီးသူကလည်းသူတို့ရဲ့ဆရာလည်းဖြစ်နီးပြလည်းဖြစ်တဲ့ဆရာပေါင်းပါဖုန်တွေတူတူကြားမှာတရိပ်သွားနေဒီကားလေးဟာအိမ်မက်တွေအများကြီးကိုတဲဆောင်လိုက်တဲ့ကားလေးပဲဖြစ်ပါတယ်သူတို့ကထိုင်းနိုင်ငံအခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖြစ်တဲ့ Student Football Sevens ပြိုင်ပွဲကိုဝင်ရောက်ပြီးတော့ရှင်ပြိုင်ခဲ့ကြတာပါပြိုင်ပွဲအသင်းတွေကအကောင်းသားကားတွေဘောလုံးကြားစီမှာနေရာမလန့်ကိုကတ်ထားတဲ့ sponsor တွေတင်းတွင်တောက်ပတဲ့ uniform တွေအကောင်းသားဘောကန်ဖနက်တွေနဲ့ပါမွန်ထောင်းဝီတရာအသင်းကတော့ဘတ်စကားအိုလေးနဲ့ရောက်လာပြီးတော့ဘာ sponsor မှမရှိဖုံလူးနဲ့အင်ဂျီဘောကန်ဖနက်အဟောင်းလေးသာရှိပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့တမိုင်းတစ်ခုရေးထုတ်ဖို့အစင်းသင်းဖြစ်နေခဲ့ကြပါတယ်ဒီလိုအခြေခံလိုအပ်ချက်တော်မပြေဆုံးတဲ့မွန်ထောင်းဝီတရာအသင်းကိုစောစီးပြုတ်သွားမယ်လို့ပဲအားလုံးကထင်ခဲ့ပါတယ်ဒါပေမဲ့သူတို့က round 1မှာ transport အသင်းကို 3-1 round 2မှာစစ်ကောပရာချာပတူဝိအသင်းကိုစစ်စီ round 3မှာဝတ်နုံချော့အသင်းကို 2-1 round 4မှာပေပူဝီတရာလိုင်းအသင်းကို 1-0 round 5မှာနကွန်ရာချာစီမာမြူနီစပယ်အသင်းကိုပန်နယ်တီနဲ့နိုင် round 6မှာ assumption ချမ်ပူရီကို 4-3 နဲ့နိုင်ခဲ့ပါတယ်အဲ့နောက် quarter final တယောက်နိုင်ခဲ့ပြီးတော့ပြိုင်ပွဲအသင်းဖြစ်တဲ့ Dapsi Rin အသင်းကိုရင်ဆိုင်ခဲ့ပါတယ်အကျိတ်နဲ့ကစားခဲ့ရပြီးနောက်ဆုံးမှာတော့9-6 နဲ့နိုင်ပြီးအားလုံးအားအသင်းစေခဲ့တာဖြစ်ပါတယ်စီးဖိုင်နယ်မှာသူတို့ကချန်ပီယံ2ကြိမ်ဖြစ်မှုတဲ့အင်အားကြီးအသင်း Assumption College ရွှေရာချာကို6-3နဲ့ထပ်နိုင်ခဲ့ပါတယ်ဒိုနယ်မွန်ထောင်းဝီတရာအသင်းဟာထိုင်းနိုင်ငံကျောင်းသားဘောလုံးလောကကိုကန်လုံးကဖိုင်နယ်ကိုတက်ရောက်လာခဲ့တော့တာဖြစ်ပါတယ်ဖိုင်နယ်မှာမွန်ထောင်းဝီတရာအသင်းဟာချောင်းနဲ့ကန်အုပ်ချုပ်ရေးအစိုးရစပွန်ဆာပေးခြင်းခံထားတဲ့ချောင်းနဲ့ပေါင်အသင်းနဲ့ကစားခဲ့ရပါတယ်ဒီချိန်မှာတော့သူတို့ကလူတွေသတိထားမိသွားခဲ့ပါပြီပရိသတ်တွေကသူတို့အားပေးဖို့ကွင်းထဲကိုပြေးရှံလာပြီးတော့အားပေးခဲ့ကြတယ်သူတို့ကဘတ်စကားဆုပ်လေးနဲ့ပဲဘန်ကောက်စီတက်လာပြီးတော့ပြိုင်ပွဲဝင်ခဲ့ကြတယ်သူတို့ရဲ့ကားကိုလည်းအိမ်မက်တွေနောက်လိုက်နေတဲ့ဘတ်စကားလို့ပရိသတ်တွေကဂုံပြုခေါ်ဝေါ်ခဲ့ကြတယ်လက်တွေဘွားရုပ်ရှင်မဟုတ်ပါဘူးရုပ်ရှင်တွေမှာဆိုတော့ဒီတင်းဟာချန်ပီယံစုကိုကင်မြောက်ပြီးစင်းရသားနေများတွေကခြေတက်ပုတ်ကိုတွေကိုအလဲထိုးပြသွားတာဖြစ်နိုင်ပါတယ်ဒါပေမဲ့မွန်ထောင်းဝီတရာအသင်းကတော့ဘွဲဦးဆောင်နိုင်ခဲ့ပြီ2-1နဲ့ရှုံးနိမ့်သွားပါတယ်ဒါပေမဲ့ဘယ်ပရိသတ်မှချန်ပီယံဖြစ်သွားတဲ့ချောင်းတဲ့အသင်းကိုစိတ်ဝင်စားခဲ့ပါဘူးဒီပြဆရာပေါင်နာမှာငိုကြွေးနေတယ်မွန်ထောင်းဝီတရာအသင်းစားမားတွေပဲဝိုင်းဝန်းနှစ်သိမ့်ပေးနေခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီစ조사ကြောင့်ပဲသူတို့တာဝန်ရှိသူတွေကကောင်းကောင်းသတိထားမိသွားခဲ့ပါတယ်ထိုင်းဆိုရဒီစာတင်ကျောင်းတွေလိုအပ်တဲ့ထောက်ပံ့မှုတွေပြုလုပ်ပေးတော့မှာပါမွန်ထောင်းဝီတရာစာတင်ကျောင်းကိုထိုင်းတနိုင်ငံလုံးကငွေကြေးထောက်ပံ့မှုတွေပြုလုပ်နေလို့အားစားပစ္စည်း၄ချိန်ပစ္စည်းတွေလိုလေသိမ်းမရှိထားပေးနေကြပါပြီမွန်ထောင်းဝီတရာအသင်းကစားမားတွေကချန်ပီယံမဖြစ်ပေမဲ့မွန်ထောင်းဝီတရာစာတင်ကျောင်းသမားရဲ့သူရဲကောင်းတွေဟီးရိုးတွေဖြစ်နေမှတ်တမ်းဝင်သွားခဲ့ဖြစ်ပါတယ်ပြီးတော့မြန်မာလူငယ်တွေအတွက်အားကြစရာအိမ်မက်လည်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အတန်တွက်လေးအတွက်သီးခံပေးပါခင်ဗျာ